ရန်ကုန်မြို့၏မိုးတိတ်ထန်သောညတညတွင်မင်းခန့်၏ဘဝသည်အမောင်အတီးကြောက်ထရသည်ဆေးရုံစင်ကြံ၏အေးဆက်သောချမ်းပင်ပေါ်တွင်ဒူးထောင်ရင်းသူ၏တဦးတည်းသောညီမလေးတီရီ၏တေဆုံးခြင်းကိုရင်ကွယ်မတက်ခံစားနေရသည်တီရီသည်နှလုံးရောဂါခွဲစေရန်ငွေသိန်း900မရှိသောကြောင့်ဆေးရုံကကုသမှုနောက်ကျခဲ့ခြင်းဖြစ်သည်ထိုညကပင်သူအလုပ်လုပ်သောကုမ္ပဏီပိုင်ရှင်၏သားတီဟော့သည်မင်းခန့်ကိုငွေချေရန်တောင်ပန်းစဉ်ကမျက်နာကိုပိုက်ဆံအုပ်ထွန်းရောင်းပြောင်းခဲ့သည်မင်းလုကောင်ကငါစီမှာခွေလို့အလုံးလုံးနေရတာကိုကကန်ကောင်းလာပြီးမင်းညီမတေးတာကမင်းရဲ့ကန်ကြမာပဲဟူသောစကားလုံးများသည်မင်းခန့်၏နာထဲတွင်ပဲတင်ထပ်နေခဲ့သည်စင်ရဲချင်းသည်ပြင်းမှုတစ်ခုကဲ့သို့ပင်လောကကြီးသည်ငွေရှိသူများအတွက်သာဖြစ်ပြီးမရှိသူများအတွက်မူအသက်ရှင်ရန်ပင်နေရာမရှိဟုသူနာကြည့်စွာခံစားခဲ့ရသည်ထိုချင်းတွင်သူ၏ဦးနောက်ထဲ၌ထူဆန်းသောအတန်တစ်ခုပေါ်ထွက်လာခဲ့သည်ကဘာကြီးကိုဝယ်ယူ၏တထေးကြီးစနစ် World by Out System အသက်ဝင်ပါပြီအရှင်တခင်သည်ယခုမှစ၍ဤကဘာပေါ်ရှိမိသည့်အရာကိုမဆိုဝယ်ယူနိုင်ပြီဖြစ်ပြီးဝယ်ယူမှုတိုင်အတွက်ဆဲဆပြန်နှံဝေ cashback ရရှိပါမည်ဟုသောစေရုပ်ဆန်းဆန်အတန်းနှင့်အတူမင်းခန့်၏ရှေ့မောက်တွင်မငင်ရသောအလင်းမျက်နှာပြင်တစ်ခုပေါ်လာခဲ့သည်စနစ်၏ပထမဆုံးလက်စော်ဖြစ်သူ၏ဗန်စီရင်ထဲသို့ကြက်ငွေတင်း1000ရောက်ရှိလာခဲ့သည်မင်းခန့်သည်ပထမတော့ထိုရာကိုစိတ်ကူးရင်အိမ်မက်ဟုထင်ခဲ့တော်လေ ATM ဆက်သွေးလက်ကျက်ငွေတွားရောက်စစ်ဆေးသောအခါကဏ္ဍများစွာကိုမြင်ပြီးစွန့်အားသွားခဲ့သည်သူ၏ပထမဆုံးလုပ်ရမှာညီမလေးကိုတေးသွင်းသို့တွန့်ပို့ခဲ့သောစီယုံကိုဝယ်ယူရန်ဆုတ်ချက်ခြင်းဖြစ်သည်သူသည်စီယုံအုပ်ကြီးထံသို့တွားရောက်ကစီယုံ၏တံပိုးချက်နှစ်ဆပိုပေးပြီးချက်ချင်းဝယ်ယူလိုက်သည်စနစ်၏ချက်ဖျားပြန်အငွေကြောင့်သူတုံဆက်လိုက်သောငွေချက်အစားပေါင်းများစွာပိုမိုသောငွေများသူ၏စီရင်ထဲသို့ပြန်လဲစီးဝင်လာသည်မင်းခန့်သည်ထိုစီယုံမတာဝန်မကျေသောဆရာဝန်များနှင့်ဝန်ထမ်းများကိုချက်ချင်းအလုပ်ထုတ်ပစ်လိုက်ပြီးစင်ရဲသားများအထက်အခမ်းမဲ့ကူတာပေးသောပရာဟိတစီယုံအထိပြောင်းလဲလိုက်သည်သူသည်ပထမဆုံးအကျင့်ငွေ၏စွမ်းအားကိုသိရှိတော်ခဲ့သည်ငွေသည်ဖြည့်ဆည်းနိုင်သလိုပြန်လဲတည်ဆောက်နိုင်စွမ်းလည်းရှိသည်သူ၏လက်စားချေမှုသည်သူနေရာတွင်မရတန်ခဲ့ပေသူအလုပ်ထုတ်ခံခဲ့ရသောတီဟာကျိုမီသားစုပိုင်ရွှေရန်အနာဂတ်ကုမ္ပဏီစုကြီးကိုဝယ်ယူရန်သူစီစဉ်ခဲ့သည်ရတဖတ်အနေငယ်အတွင်းမှာပင်မင်းခန့်သည့်ဈေးကွက်အတွင်းရှိတီဟာတို့၏ရှယ်ယာအလုံးကိုရှို့ဝတ်စွာဝယ်ယူခဲ့သည်တီဟာတို့မိသားစုတယောက်မှမသိလိုက်ခင်မှာပင်မင်းခန့်သည့်ထိုကုမ္ပဏီ၏80%ကိုပိုင်ဆိုင်သွားခဲ့သည်ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင်မင်းခန့်ပေါ်လာသောအခါတီဟာသည်အံအားသင့်ကဒေါသတကြီးအော်ဟစ်ခဲ့သည်ထို့သောမင်းခန့်ကတင်းငင်စွာဖြင့်တီဟာမင်းပြောခဲ့သလိုပဲလောကကြီးကငွေရှိသူတွေအတွက်ပဲအခုငါဗမင်းတို့ပိုင်ဆိုင်သမျှအရာအလုံးရဲ့အရှင်းသခင်ပဲဟူပြောကတီဟာတို့မိသားစုကိုလမ်းပြီးသို့နှင်ထုတ်လိုက်သည်မင်းခန့်သည်မြန်မာနိုင်ငံ၏အချမ်းသာဆုံးတထေးကြီးအဖြစ်တညအတွင်ထင်ပေါ်လာခဲ့တော့လဲ၎င်းသည်အစားသားရှိပါသည်မင်းခန့်၏ရီမှန်းချက်သည်နိုင်ငံတစ်ခုတည်းတွင်မရပ်တန့်ပဲတကမ္ဘာလုံးသို့ပြန်သွားခဲ့သည်သူသည်ကမ္ဘာကျော်နီးပညာကုမ္ပဏီများရေနံတွင်းများနှင့်လက်နက်စက်ရုံများကိုတစဝယ်ယူခဲ့သည်စနစ်သည်သူ၏ဝယ်ယူမှုများအတွက်အဆင့်မြင့်တင်မှုများပေးခဲ့သည်အဆင့်နှင့်ပိုင်ဆိုင်မှုများမှစွန့်ရင်ထုတ်ယူခြင်းမင်းခန့်သည်ယခုအခါငွေကြေးတာမကသူဝယ်ယူထားသောမြေပြင်ရေပြင်နှင့်အဆောက်အဦများမှတဆင့်ထူးခြားသောစွမ်းရည်များကိုပါရရှိလာသည်သူသည်ကမ္ဘာအင်အားကြီးနိုင်ငံများ၏အကျွေးများကိုဝယ်ယူရင်းထိုနိုင်ငံများ၏နောက်ွယ်မှကြိုးကိုင်သူဖြစ်လာခဲ့သည်ကမ္ဘာစီးပွားရေးစည်းကွက်ကြီးသည်မင်းခန့်၏လက်ဖွားထဲတွင်ကစားစရာတစ်ခုကဲ့သို့ဖြစ်လာသည်မိသည့်စစ်ကွဲမဆိုမိသည့်နိုင်ငံရေးအပြောင်းလဲမဆိုမင်းခန့်၏သဘောထားမပါပဲမဖြစ်နိုင်တော့ပေသို့တော်လည်းမင်းခန့်၏အောင်မြင်မှုသည်လောကရှိလူဝက်ဖာစီများ၏အာရုံစိုက်မှုကိုခံခဲ့ရသည်အလင်းတစ်ဟုခေါ်သောကဘာကိုထောင်စုနှစ်ကြီးအကျိုးကိုက်လာသည့်ရှီဟောင်းသူထေးကြီးများအဖွဲ့သည်မင်းခန့်ကိုဖျက်ဆီးရန်ကြိုးပမ်းလာကြသည်သူတို့သည်မင်းခန့်၏ပိုင်ဆိုင်မှုများကိုနှီးမျိုးစုံဖြင့်တိုက်ခိုက်ခဲ့တော်လဲမင်းခန့်၏ကဘာကြီးကိုဝယ်ယူမိတထေးကြီးစနစ်သည်လူသားတို့တီထွင်ထားသောစနစ်မဟုတ်ပဲစัจ java လာ၏နေရာမှာကခုဖြတ်နေသည်မင်းခန့်သည်သူတို့၏တိုက်ခိုက်မှုများကိုအသုံးချကာအဖွဲ့ဝင်များပိုင်ဆိုင်သောကျွန်းစုများဗန်များနှင့်လူဝက်စခန်းများကိုပါတခုမချန်ဝယ်ယူပစ်လိုက်သည်နောက်ဆုံးတွင်ထိုအဖွဲ့အစည်း၏ခေါင်းဆောင်များသည်မင်းခန့်၏ရှေ့မောက်တွင်ဒူးထောက်ကသူတို့၏အသက်ကိုဝယ်ယူပေးပါရန်ထောက်ပံ့ခဲ့ရသည်မင်းခန့်သည်သူတို့၏အသက်ကိုမဝယ်ပဲသူတို့၏သစ္စာရှိမှုကိုသာဝယ်ယူခဲ့ပြီးသူ၏ကဘာသေအမိန်တော်ကိုစာထင်တည်ထောင်ခဲ့သည်
စနစ်တီအဆင့်3သို့တက်လန့်လာခဲ့သည်အဆင့်3ဓာတ်မဲ့အရာများကိုဝယ်ယူခြင်းမင်းခန့်သည်ယခုအခါရိုးဝတ္ထုပစ္စည်းများတင်မကပဲအချိန်ကံကြမ္မာနှင့်ဝိညာဉ်တို့ကိုပါဝယ်ယူနိုင်စွမ်းရှိလာသည်သူသည်ကမ္ဘာပတ်ဝန်းကျင်ပျက်စီးမှုကိုပြန်လည်ကုစားရန်အတွက်ကမ္ဘာလေထူနှင့်သမုဒ္ဒရာများကိုဝယ်ယူပြီးတန့်စင်လိုက်သည်သူသည်လူသားတို့၏ယောဂဗျာများကိုဝယ်ယူကာဖျက်ဆီးလိုက်သဖြင့်ကမ္ဘာပေါ်တွင်ဖျားနာခြင်းမရှိတော့ပြီမင်းခန့်သည်လူသားတဦးထက်ပိုသောကမ္ဘာအရှင်သခင်တဦးဖြစ်လာခဲ့သည်သူ၏စကားသည်ဥပဒေဖြစ်ပြီးသူ၏အလိုစွမ်းသားသည်ကမ္ဘာကြီး၏လေပတ်မှုဖြစ်လာသည်သို့သောသူ၏ယံထဲတွင်မူဟာလာဟင်းလင်းဖြစ်နေစေပင်သူရှာဖွေနေသည့်အရာမှာဤမြလောက်သောအာဏာနှင့်ငွေကြီးများမဟုတ်ကြောင်းသူသိရှိလာသည်မင်းခါသည်ကဘာအမြင့်ဆုံးတောင်ထိပ်ပေါ်တွင်နန်းတော်တစ်ခုဆောက်လုပ်ကာတကဘာလုံးကိုငေးကြည့်နေခဲ့ပြီးသူသည်ကဘာကြီးကိုဝယ်ယူပြီးလူသားကျိုးတွေကိုကယ်တင်ပြီးသို့သောသူ၏နှလုံးသားထဲကအမာယုတ်ဖြစ်သောညီမလေးတီရီဤထေဆုံးမှုမှာပြန်လဲကူစားရမရနိုင်သည်ပြီစနစ်ကအထံထွက်လာသည်အရှင်သခင်တင်သည်ယခုအခါကဘာဤ69.9ရာခိုင်နှုန်းကိုပိုင်ဆိုင်နေပါပြီကြန့်ရှိနေသောဓမ္မ1ရာခိုင်နှုန်းဖြစ်သည့်ကဘာဝိညာဉ်ကိုဝယ်ယူပါကတင်သည်ဖျားသခင်အစဉ်သို့တက်လှမ်းနိုင်ပါပြီထိုအခါတင်သည်တေချင်းတရားကိုအနိုင်ယူပြီးဆုံးရှုံးသွားသောဟရာများကိုပြန်လည်ရရှိနိုင်ပါလိမ့်မည်ဟုပြောလိုက်သည်မင်းခန့်သည်မဆိုင်မတော်ပင်သူ၏ပိုင်ဆိုင်မှုအလုံးနှင့်သူ၏လူသားဘဝကိုယဉ်နီးကဘာဝိညာဉ်ကိုဝယ်ယူလိုက်သည်ထိုအခိုက်အတန့်တွင်ကဘာကြီးတစ်ခုလုံးတုန်ခါသွားခဲ့သည်မင်းခန့်၏ခက်လာကိုသည်အလင်းတန်းများဖြင့်ပြောင်းလဲသွားပြီးစကြဝဠာ၏လူရွှဲကြောများကိုမြင်တွေ့လာရသည်သူ၏အသိဉာဏ်သည်ကဘာမြေ၏အစိတ်တိုင်းသို့ပြန့်နှံ့သွားသည်သူသည်မြေကြီးထဲကသဲပွင့်လေးတစ်ပွင့်မှသည်လေထဲကမော်လီကျူးများအထိအားလုံးကိုထိန်းချုပ်နိုင်စွမ်းရရှိသွားသည်သူသည်လူသားမဟုတ်တော့ဘဲကဘာမြေကြီး၏စိတ်ဝိညာဉ်ကဘာဘုရားသခင်ဖြစ်သွားခဲ့ပြီဖြစ်သည်သူ၏ပထမဆုံးသောဖန်တီးမှုအဖြစ်သူသည်အတိတ်၏အချိန်စီကြောင်းကိုပြန်လည်ဝယ်ယူခဲ့သည်သူသည်ညီမလေးပီရီတည်ဆုံခဲ့သောထိုးညကိုပြန်လည်ရောက်ရှိသွားခဲ့သည်ထို့သောထိုအချိန်တွင်သူသည်စင်ရဲသားမင်းခတ်မဟုတ်တော့ဘဲအရာအလုံးကိုဖန်တီးနိုင်သောအရှင်သခင်ဖြစ်နေသည်သူသည်စေယုံခန်းလက်သို့ဝင်သွားကာတေချင်းတရား၏လက်ထဲမှတီရီ၏ဝိညာဉ်ကိုပြန်လဲဝယ်ယူလိုက်သည်တီရီသည်မျက်လုံးများပြန်လဲပွင့်လာပြီးသူမ၏ရှိတွင်လင်းလက်တောက်ပါနေသောအီကိုဖီသူကိုအံ့တော်စွာကြည့်နေခဲ့သည်မင်းခန့်သည်ပြုံလိုက်သည်သူသည်ကဘာကြီးကိုဝယ်ယူခဲ့သည်မှလက်စားချီလည်းမဟုတ်ဘဲချစ်ခင်ရသူများကိုကာကွယ်ရန်နှင့်မိသူများသူကဲ့သို့သောဒုက္ခမျိုးမကြုံတွေ့စေရန်ဖြစ်ကြောင်းနားလည်သွားသည်သူသည်ဒီဟာနှင့်သူ၏မိသားစုကိုလည်းလုံးဝဖျက်ဆီးမပစ်ဘဲသူတို့၏မာနများကိုဝယ်ယူကာသူတို့အားကဘာကြီး၏အောက်ခြေအဆင့်တွင်ပြန်လည်အသက်ရှင်စေပြီးဘဝ၏တန်ဖိုးကိုသင်ခန်းစာပေးခဲ့သည်ယခုအခါမင်းခန့်သည်ကျေတာယာများတွင်ထိုင်ရင်သူဝယ်ယူထားသောကဘာကြီးကိုစောင့်ရှောက်နေသည်သူ၏တထေးကြီးစနစ်သည်အဆုံးသတ်သွားပြီဖြစ်တော့လေသူ၏အုပ်ချုပ်မှုမှာမူထာဝရတည်မြဲနေမည်ဖြစ်သည်ကဘာပေါ်ရှိလူသားအလုံးသည်ဆင်းရဲခြင်းငတ်မွတ်ခြင်းနှင့်ယောဂဗျာများမှကင်းဝေးသွားကြသည်မင်းခန့်သည်ကဘာကြီးကိုငွေဖွင့်ဝယ်ယူခဲ့တော့လေနောက်ဆုံးတွင်သူပေးဆက်ခဲ့သည်မှာသူ၏မေတ္တာနှင့်ကရုဏာဖြစ်သည်သူသည်စัจ java လာလဲတွင်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တယ်လို့အမြင့်မြတ်ဆုံးသောဖျားသခင်တစ်ပါးလည်းဖြစ်လာခဲ့သည်ဇလန်၏နောက်ဆုံးတွင်မင်းခန့်သည်ညီမဖြစ်သူနှင့်အတူငင်းချမ်းသောကျွန်းကလေးတစ်ခုပေါ်တွင်လူသားတဦးကဲ့သို့ခိတ္တအနာယူနေခဲ့သည်သူပိုင်ဖိုင်ထားသောကဘာကြီးသည်လှဖစွာလဲဖန်နေသည်မင်းခန့်သည်ကောင်းကင်ကိုကြည့်ကာပြုံးလိုက်သည်သူသည်အရှုံးထဲမှထလာပြီးအရာအလုံးကိုပိုင်ဆိုင်ခဲ့သူဖြစ်သည်ကဘာကြီးကိုဝယ်ယူခြင်းဆိုသည်မှာပစ္စည်းများကိုပိုင်ဆိုင်ခြင်းမဟုတ်ပဲကဘာကြီး၏နာကျင်မှုများကိုပလောက်ကင်းစေခြင်းသာဖြစ်ကြောင်းသူအပြည့်အဝနားလဲသွားခဲ့ပြီဖြစ်သည်ထိုမောဆက်၍ကဘာကြီးသည်အမောင်ထူးထဲမှလွန်မြောက်ကမင်းခန့်၏အလင်းရောင်အောက်တွင်ထာဝရငြိမ်းချမ်းစွာတည်ရှိနေပါတော့သည်အစာကနိုးကဆင်းရဲသားလေးမင်းခန့်သည်ယခုအခါစက္ကဝဠာကြီး၏ဂုံအသေးရဲ့အရှိဆုံးအရှင်သခင်ဖြစ်နေပါနှင့်တူသောပုံပြီးမှတွင်စံပယ်လျက်ဇလန်းသည်ပြီးပြည့်စုံစွာနေကုံချုပ်သွားခဲ့ပါသည်